အကိုတို့မင်းတို့လို့မဟုတ်ဘူးဘာမှမလုပ်ဘူးထိုင်ဇန်နဝါရီလကနေစက်တင်ဘာလအထိ6လတာကာလအတွင်းစစ်ကော်မရှင်တပ်သား2122ဦးလက်နက်ချအလင်းဝင်ခဲ့တယ်လို့ပြည်သူ့ပန်းတိုင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီ2000ကျော်ထဲမှာစစ်ကော်မရှင်ရဲ့တပ်သားတွေရဲတွေပြည်သူ့စစ်မှုထမ်းတွေပါဝင်ပြီးလက်နက်ချအလင်းဝင်သူတွေနဲ့စစ်တုံးပန်းတွေဆိုပြီး၃မျိုးခွဲခြားထားတယ်လို့အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ပြည်သူ့ပန်းတိုင်အဖွဲ့ကဆိုပါတယ်အဆုတ်ပါပဲကြာဟိုတိုက်ပွဲကြီးတွေမှာဟိုလက်နက်ချရလူလည်းရှိတယ်တချို့ကြတော့လည်းကျွန်တော်တို့အသေးလေးပါချရလည်းရှိတယ်ပေါ့နော်အဆုတ်ပဲပေါ့ကြာဒီစရင်ရတော့လေကျွန်တော်တို့အနော်ရနေစက်တင်ဘာလအတွင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်လေးပေါ့နော်တိုက်ပွဲဖြစ်စဉ်လေးအတွင်းမှာလက်နက်ချ73မှဖြစ်တဲ့သူရဲ့အကုန်ပေါ့အခုကဘာတွေများလဲဆိုတော့အလင်းဝင်တာရောများတယ်ပေါ့နော်ဘယ်လိုဖြစ်မလဲဆိုတော့ပြည်သူ့စစ်မှုထမ်းဥပဒေပေါ့နော်ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့အလင်းဝင်လာတဲ့အရေးတော့ကတော့တော်တော်များတယ်အခုနောက်ပိုင်းတွေ့လာရတယ်ဆိုရင်ကုစုဖွဲ့ပြီးတော့ပေါ့နော်သူတို့အချင်းချင်းဟိုကျွန်တော်တို့ group ပင်လေးဖွဲ့ပြီးဝင်လာတဲ့အခြေအနေလေးပုံများလာတာတွေ့ရပါတယ်ဆရာကောက်ယူရရှိထားတဲ့စင်းတွေအရလက်နက်ချအလင်းဝင်လာသူတွေဟာစကိုင်းနဲ့မကွေးတိုင်းတို့ကပိုများတယ်လို့သိရပါတယ်။စက်တင်ဘာလစတုထအပတ်အတွင်းမှာပဲစစ်မှုထမ်း14ဦးထိတော်လှန်ရေးတပ်ဖွဲ့တွေစီကိုအလင်းဝင်ပူးပေါင်းခဲ့တာဖြစ်တယ်လို့ပြည်သူ့ပန်းတိုင်အဖွဲ့ကဆိုပါတယ်။စစ်ကော်မရှင်တပ်ဟာပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးနိုင်ငံအဝန်းကလူငယ်တွေကိုအတင်းအဓမ္မစုဆောင်းစစ်တင်နှန်းပေးပြီးရှေ့တန်းစစ်မျက်နှာပြင်တွေကိုပို့ဆောင်နေတာဖြစ်ပါတယ်။သူတို့အနေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ရင်ဆိုင်တိုက်ပွဲတွေအပြင်တအူးချင်းစီနဲ့အဖွဲ့လိုက်ပုံစံမျိုးလက်နက်ချအလင်းဝင်မှုတွေရှိနေတာလို့တော်လှန်ရေးတပ်ဖွဲ့တွေကဆိုကြပါတယ်အခုဒီလူသစ်ဆိုတဲ့ဟာကတော့ဘလို့မှသူတို့မဖြစ်တာလို့သာရောက်လာတာအဲ့တော့သူတို့လစ်တီဖြစ်စေအခွင့်အရေးရသည်ဖြစ်စေသူတို့ရဲ့ဝါယမစိုက်ထုတ်မှုအရာဖြစ်စေပေါ့နော်နီးစပ်ရာပေါ့နီးစပ်ရာကျွန်တော်တို့ဒီဘက်ကပေါ့ဒီလက်နက်ကင်တပ်ဖွဲ့တွေရောပြီးရင်ဗက်ပြောင်းလာတဲ့ဒီထွက်ပြေးလာတဲ့ဗက်ပြောင်းလာတဲ့ပေါ့နော်အခုချိန်မှာလက်နက်စွန့်မဲ့ဖြစ်လက်နက်နဲ့ပဲအတူတူဖြစ်ထွက်ပြေးလာတဲ့သူတွေကိုထပ်ပြီးတော့ကြိုးစိုးမယ်ဆိုရင်အခုသူတို့တစ်လောက်9000လောက်သူတို့ရနေတာပေါ့နော်တစ်လောက်9000လောက်ရလာတဲ့အင်အားပေါ့နော်9000လောက်ရလာတဲ့အင်အားဟာဒီ wastage လို့ခေါ်တာပေါ့နော်wastage အင်အားတွေဖြစ်သွားမယ်ပေါ့နောက်ပိုင်းလဲလစ်တယ်လို့သူတို့တွေထပ်ပြီးတော့ထွက်ပြေးလာမယ်သဘောရှိပါတယ်ဗျာဟုတ်ကဲ့အကိုတို့အမှဝင်လုံးရင်အရှင်ရရင်အမှမနေကြတော့အများကြီးပဲမနေကြတော့အများကြီးကျွန်တော်ခေါ်လာဖို့ကျွန်တော်ကလူတွေကွဲနေလို့ကျွန်တော်အနည်းဆုံးခေါ်လာရင်အနည်းဆုံး15လောက်ပါတယ်ဒါပေမဲ့အခုက9ရောက်တယ်ပါလာလူတွေကကွဲနေလို့လက်နက်ချအလင်းဝင်လာသူတွေကိုသက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ယူဆောင်လာတဲ့လက်နက်အရေးအတွက်လိုက်စုကြေးငွေတွေချီးမြှင့်ပြီးလွတ်မြောက်နေမြေတွေမှာနေထိုင်ဖို့ဒါမှမဟုတ်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရည်တည်ခြင်းသူတွေကိုလည်းလွတ်လွတ်လပ်လပ်သွားလာနိုင်စေဖို့အခွင့်အလမ်းတွေဖန်တီးပေးမှုရှိနေတယ်လို့ပြည်သူ့ပန်းတိုင်ကဆိုပါတယ်။မြေပြင်တိုက်ပွဲတွေမှာဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေကိုတော့သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့အသီးသီးရဲ့စစ်တုံးပန်းဥပဒေနဲ့အညီဖမ်းဆီးထိန်းသိမ်းထားပြီးကျွလွန်ထားတဲ့ပြစ်မှုပြစ်ဒဏ်တွေနဲ့အညီအပြစ်ပေးအရေးယူမှုတွေလည်းလှုံ့ဆော်နေတာရှိတယ်လို့သိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ထုတ်ပြန်ချက်အရ2021ခုနှစ်ကနေ2024ခုနှစ်အထိရဲ1000ကျော်နဲ့စစ်သား3000ကျော်ပြည်သူ့ရင်ခွင်ကိုခိုလုံခဲ့တယ်လို့ဆိုပါတယ်။